တိုင်းပြည်ကိုကယ်တင်ဖို့ဆိုတာစစ်တပ်ယုံနဲ့မလုံလောက်ဘူးလို့ယုံကြည်ခဲ့တဲ့ဘုရင်တစ်ပါးသူဟာနန်းတွင်းလုပ်ကြံမှုတွေကြားကနေမြန်မာနိုင်ငံကိုအာရှရဲ့စက်မှုအင်အားကြီးနိုင်ငံဖြစ်အောင်အိမ်မက်မက်ခဲ့သူပါလူတွေကသူ့ကိုငြိမ်းချမ်းမှုကိုလိုလားတော်မင်းလို့သိကြပေမဲ့တကယ်တော့သူဟာကိုလိုနီနယ်ချဲ့တွေကိုဉာဏ်ပညာနဲ့အလဲထိုးဖို့စ조사ခဲ့တဲ့တော်လှန်ရေးသမားအတူလည်းဖြစ်ပါတယ်သူဟာမြန်မာနိုင်ငံကိုပြုပြင်ပြောင်းလဲဖို့ဘလို့ရုန်းကန်ခဲ့ရသလဲသူတိဆောက်ခဲ့တဲ့အိမ်မက်တွေကဘာကြောင့်ပြိုပျက်ခဲ့ရသလဲဒီနေ့မှာတော့မြမသမိုင်းရဲ့အလှည့်အပြောင်းဆုံးကဏ္ဍတစ်ခုကိုကျွန်ုပ်တို့အတူတူကြည့်လိုက်ရအောင်19ရာစုဟာအာရှနိုင်ငံတွေအတွက်တော့မုန်တိုင်းထန်တဲ့အချိန်မှာအနောက်နိုင်ငံကြီးတွေဟာနယ်ချဲ့ဝါဒကိုအားသွန်ခွန်စိုက်ဖော်ဆောင်နေကြပြီးမြန်မာနိုင်ငံဟာလည်းအဲ့ဒီဘေးကနေမလွတ်ကင်းခဲ့ပါဘူး။အောက်မြန်မာပြည်ကိုဆုံးရှုံးလိုက်ရပြီးကြန့်ရှိနေတဲ့အထက်မြန်မာပြည်ရဲ့ကံကြမ္မာဟာမင်းတို့မင်းရဲ့ပခုံးပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။မင်းတို့မင်းလောင်းလျာကို1814ခုနှစ်မှာဖွားမြင်ခဲ့ပြီးငယ်မီကတော့မောင်လင်ဖြစ်ပါတယ်။သူဟာတာယာဝတီမင်းနဲ့ကြောက်မော်မျိုးစားမိဖုရားတို့ကနေဆင်းသက်လာတဲ့သားတော်ကြီးဖြစ်ပြီးငယ်စဉ်ကတည်းကမင်းတို့မျိုးကိုစားရတာကြောင့်မင်းတို့မင်းသားလို့ထင်ရှားခဲ့ပါတယ်။မင်းတို့မင်းသားဟာငယ်စဉ်ကတည်းကတည်ငြိမ်ပြီးဘာသာရေးစာပေတွေကိုအထူးနှံ့ဆက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ညီတော်ကနောင်မင်းသားကတော့ဤပညာနဲ့စစ်ရေးကိုစိတ်ဝင်စားသူပါ။ဒီညီနောင်နှစ်ပါးဟာငယ်စဉ်ကတည်းကတိုင်းပြည်ကိုခေတ်မီအောင်ဘယ်လိုလုပ်မလဲဆိုတာကိုအမြဲတမ်းတိုင်ပင်လေးရှိခဲ့ကြပါတယ်။နောင်တော်ပကံမင်းရဲ့အုပ်ချုပ်မှုဟာအားနည်းချက်တွေများပြားခဲ့ပါတယ်။နန်းတွင်းမှာအဂတိလိုက်စားမှုတွေကြီးစိုးနေပြီးအင်္ဂလိပ်တို့နဲ့စစ်ဖြစ်တဲ့အခါမှာလည်းအောက်မြန်မာပြည်ကိုလက်လွတ်ခဲ့ရပါတယ်။ဒီအခြေအနေကိုမရှုရက်တဲ့မင်းတို့မင်းသားနဲ့ညီတော်ကနောင်မင်းသားတို့ဟာ1214ခုနှစ်မှာလူသူစုယုံပြီးထီးနှန်းကိုလှုပ်ကြံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။1214ခုနှစ်မှာမင်းတို့မင်းသားနဲ့ညီတော်ကနောင်မင်းသားတို့ဟာအမရပူရနန်းတော်ကနေထွက်ခွာပြီးရွှေဘိုဘက်ကိုတွားရောက်ကလူသူစုဆောင်ခဲ့ပါတယ်။ဒါဟာအာဏာကိုလိုချင်လို့မဟုတ်ပဲပြိုကွဲတော့မဲ့တိုင်းပြည်ကိုကယ်တင်ဖို့အတွက်လှုပ်ဆောင်ခဲ့တဲ့မျိုးသားရေးတော်လှန်မှုကြီးတစ်ခုပါ။မင်းတို့မင်းသားနဲ့ညီတော်ကနောင်မင်းသားတို့ရွှေဘိုကိုထွက်ခွာတဲ့အခါမှာတစ္ဆာရှိတဲ့ကိုလုတ်တော်ခင်သဲလည်းပါဝင်ခဲ့ပါတယ်။ခင်သဲဟာမင်းတို့မင်းသား1196ခုနှစ်ငယ်စဉ်ကတည်းကတောင်ဆောင်တော်မိဖုရားစီမှာခွင့်ပန်ပြီးသိမ်းပိုက်ခဲ့ရတဲ့ချစ်သူလည်းဖြစ်ပါတယ်။အရေးတော်ပုံမပြီးခင်ရွှေဘိုမှာစံတော်မူစဉ်ကာလအတွင်းမင်းတို့မင်းနဲ့ခင်သဲတို့ဟာရွှေတန်စာဖျားမှာနှင်းပန်းတွေလှူဒန်းခဲ့ကြပါတယ်။အဲ့ဒီမှာမင်းတို့မင်းကငါသာအထွတ်အမြတ်နန်းတက်ရရင်မင်းကိုမိဖုရားခေါင်ကြီးအရာပေးမယ်လို့ရိုးသားစွာကတိပေးခဲ့ပါတယ်။1214ခုနှစ်မှာပဲအောင်မြင်စွာနန်းတက်နိုင်ခဲ့ပါတယ်။သူဟာထီးနှန်းကိုရယူပြီးနောက်မှာနောင်တော်ပကံမင်းကိုတက်ဖြတ်ခြင်းမပြုဘဲရွှေဘိုမှာအိမ်တော်ဆောက်ကမိဖုရားအချွေရံတွေနဲ့ကောင်းမွန်စွာထားရှိခဲ့ပါတယ်။ဒါဟာသူ့ရဲ့မင်းကျင့်တရားနဲ့တနာကျင်နာတတ်တဲ့စိတ်ကိုပထမဆုံးပြသလိုက်တာပဲဖြစ်ပါတယ်။ထီးနှန်းရတဲ့အခါမှာတော့ဂတိနဲ့ထုံနှန်းစင်လာကြားမှာမင်းတို့မင်းအခက်တွေ့ရပါတော့တယ်။ရှေးမင်းတို့ထုံးစံအရနန်းမတော်မိဖုရားဟာမင်းသွေးစစ်စစ်ဖြစ်ရပါမယ်။ညီတော်ကနောင်မင်းသားကလည်းခမဲတော်ရွှေဘိုမင်းရဲ့သမီးတော်စကြဒေဝီကိုပဲနန်းမတော်တင်စီခြင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းတို့မင်းဟာဂတိရှိခဲ့ပေမဲ့အများဆန္ဒနဲ့ထုံးစံကိုလိုက်ရောပြီး1852ခုနှစ်မှာမိဖုရားကြီး၄ပါးကိုအခုလိုနန်းတင်ခဲ့ပါတယ်။ပကံမင်းရဲ့နှမတော်စကြဒေဝီကိုတောင်နန်းမိဖုရားနန်းမတော်တစ္ဆာရှိသူခင်သဲကိုမြောက်နန်းမိဖုရားစင်ဖြူမရှင်ကိုအလယ်နန်းမိဖုရားပင်တလဲမင်းသမီးကိုအနောက်နန်းမိဖုရားဆိုပြီးဝဲမီအတီးတီးနဲ့နန်းတက်ခဲ့ပါတယ်။နန်းတက်ပြီးနောက်မှာတော့ပြည်တွင်းရေးအပြင်ပြည်ပကနေချက်အင်္ဂလိပ်တို့ရဲ့ဖိအားတွေကိုလည်းမင်းတို့မင်းကြီးစတင်ရင်ဆိုင်ခဲ့ရပါတယ်။အောက်မြန်မာပြည်ကိုပြန်ရဖို့စ조사ခဲ့ပေမဲ့အင်္ဂလိပ်တို့ကတော့တင်းမာနေသေးပါပဲ1216ခုနှစ်မှာအင်္ဂလိပ်ဘုရင်ခံချုပ်လော်ဒါလဟိုစီထံတန်အဖွဲ့ဆေလွတ်ခဲ့ပေမဲ့အင်္ဂလိပ်တို့ကတော့နယ်မြေပြန်ပေးဖို့လုံးဝငြင်းဆန်ခဲ့ကြပါတယ်။
လော်ဒါလဟိုစီကနေမင်းကြီးရှိနေတဲ့၍အင်္ဂလိပ်အလံဟာဒီနေမြေမှာလွတ်နေအောင်မှာပဲလို့ပြောလိုက်တဲ့အခါမင်းတို့မင်းစိတ်မသာမရာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာစစ်တိုက်မဲ့အစားကြံရှိနေတဲ့တိုင်းပြည်ကိုအင်အားတောင့်တင်းအောင်အရင်လုပ်ဖို့အမျှော်မြင်ကြီးစွာနဲ့ဆုံးဖြတ်ခဲ့ပါတယ်။အမရပူရမြို့ဟာကျဉ်ကျက်လာတာကြောင့်မင်းတို့မင်းဟာ1218ခုနှစ်မှာမန္တလေးတောင်ခြေမှာနေပြည်တော်တစ်တည်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါဟာမြို့ပြအင်္ဂါရက်နဲ့အညီခန်းထားထည်ဝါတဲ့ရတနာပုံနေပြည်တော်ကြီးရဲ့အစပါပဲ။မန္တလေးမြို့ကိုတိဆောက်တဲ့အခါမှာမြို့ရိုးကျုံးနဲ့နန်းတော်တွေကိုစနစ်တကျတိဆောက်ခဲ့ပါတယ်။မြို့သူမြို့သားတွေအတွက်လည်းလူမျိုးအလိုက်အသက်ပညာအလိုက်နေရာချထားပေးခဲ့တာဟာထိုခေတ်ကအလွန်စနစ်ကျတဲ့မြို့ပြစီမံကိန်းဖြစ်ပါတယ်။မန္တလေးမြို့ထဲမှာမြက်ပါးရက်၊ရင်ကြီးရက်စသဖြင့်နာမည်တွေနဲ့ရက်ကွက်တွေပေါ်ပေါက်လာပါတယ်။မြို့ပတ်ဝန်းကျင်မှာဥယျာဉ်တွေစိုက်ပျိုးပြီးညောင်းတွေဖောက်ခဲလို့မန္တလေးဟာခဏချင်းမှာပဲစီကားတာယာတဲ့မြို့တော်ကြီးဖြစ်လာခဲ့ပါတယ်။1220ပြည့်နှစ်မှာတော့မင်းတို့မင်းဟာရွှေနန်းတော်အသစ်ကြီးမှာစံပေတော်မူခဲ့ပါတယ်။ဒါဟာကုန်းပေါင်မင်းဆက်ရဲ့နောက်ဆုံးခန်းနာတဲ့နေပြည်တော်ကြီးတရားဝင်အသက်ဝင်လာတဲ့အချိန်ပဲဖြစ်ပါတယ်။မင်းတို့မင်းဟာအုပ်ချုပ်ရေးမှာလည်းပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။အရင်ကမျိုးစားရွာစားတွေကစိတ်ကြိုက်အခွန်ကောက်တာကိုဖျက်သိမ်းပြီးဝင်ငွေအလိုက်မျှမျှတတကောက်ခံတဲ့တက္ကမေတအခွန်စနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။မျိုးစားရွာစားပေးမဲ့အစားအမှုထမ်းတွေကိုလစာရိတ်ခါထုတ်ပေးတဲ့စနစ်ဟာပြည်သူတွေရဲ့ဝင်ထုတ်ဝင်ပိုးကိုလျှော့ချပေးခဲ့ပါတယ်။ဒါဟာခေတ်မီတဲ့အုပ်ချုပ်ရေးယန္တရားတစ်ခုကိုသူတည်ဆောက်ခဲ့တာပါ။1229ခုနှစ်မှာမင်းတို့မင်းဟာဒေါင်းတစိတ်ပါတဲ့ငွေရင်းကားတွေကိုသုံးလုပ်သုံးဆွဲစေခဲ့ပါတယ်။ဒါဟာငွေကဲကြေးကဲတွေနဲ့ချိန်တွေရောင်းဝယ်ရတဲ့စနစ်ဟောင်းကိုဖျက်သိမ်းပြီးခေတ်မီတဲ့ငွေကြေးစနစ်ကိုဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ညီတော်ကနောင်မင်းသားရဲ့စီမံမှုနဲ့လူငယ်60ကျော်ကိုအနောက်နိုင်ငံတွေစီပညာတော်သင်စေလွှတ်ခဲ့ပါတယ်။ဒါဟာနည်းပညာနဲ့စက်မှုလုပ်ငန်းတွေကိုမြန်မာနိုင်ငံထဲယူဆောင်လာဖို့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဆန်ဆက်တကြားဆက်တစ်ဆက်နဲ့လက်နက်စက်ရုံတွေကိုဥရောပကနေဝယ်ယူတည်ထောင်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာအဲ့ဒီအချိန်မှာအာရှရဲ့စက်မှုတော်လှန်ရေးလမ်းစာပေါ်ကိုရောက်ရှိနေခဲ့ပါပြီ။သားတော်မခရမင်းသားကိုစက်ရုံတွေမှာတာဝန်ပေးပြီးလက်နက်ကရိယာတွေထုတ်လုပ်စေခဲ့ပါတယ်။မင်းတို့မင်းဟာကိုယ်ပိုင်လက်နက်တွေနဲ့နိုင်ငံကိုကာကွယ်ဖို့ရည်မှန်းခဲ့ပေမဲ့တနာစိတ်ကြောင့်လက်နက်စမ်းတွေတီထွင်တာကိုတော့ကန့်သက်ခဲ့ပါတယ်။ရေနန်းစကြာအပါဝင်မီသိန်းမော9စင်းကိုဝယ်ယူပြီးအောက်မြန်မာပြည်နဲ့အထက်မြန်မာပြည်ကြားခရီးသွားလာမှုနဲ့ကုန်သွယ်မှုကိုအရှိန်မြင့်ခဲ့ပါတယ်။ဆက်သွယ်ရေးပိုမိုလွယ်ကူလာခဲ့ပါတယ်။1234ခုနှစ်မှာကင်းဝင်မင်းကြီးကိုအင်္ဂလန်ပြင်သစ်နဲ့အီတလီနိုင်ငံတွေစီစေလွှတ်ပြီးတန်တမာရေးအရမဟာမိတ်ပြုခဲ့ပါတယ်။ဒါဟာမြန်မာအချုပ်အခြာအာဏာကိုကမ္ဘာကသိအောင်လှုံ့ဆော်ခဲ့တာပါ။မင်းတို့မင်းဟာအမေရိကန်သမ္မတနဲ့တောင်ချစ်ကြည်ရေးဆက်သွယ်ခဲ့ပါတယ်။အမေရိကန်တန်အမတ်တွေကိုတခမ်းတနားကြိုဆိုခဲ့ပြီးကမ္ဘာနိုင်ငံကြီးတွေနဲ့ရင်ပေါင်တန်းဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလိပ်တန်အမတ်တွေကနန်းတော်ထဲဖနက်စီးဝင်ခြင်းတဲ့အခါမှာတော့မင်းတို့မင်းကမြမကုံတိတ်ခါကိုအထိပါမခံပဲလက်မခံခဲ့ပါဘူး။သူဟာနိုင်ငံသားတွေနဲ့ဆက်ဆံရမှာယိုသေးမှုရှိပေမဲ့အမျိုးသားရေးမှန်ကိုတော့ရှော့မပေးခဲ့ပါဘူး။လူမှုရေးအရလည်းသူနာယုံတွေထားရှိပြီးအတွင်းလူနာအပြင်လူနာကုသပေးစေခဲ့ပါတယ်။တက်ကြီးရွယ်အိုတွေအတွက်လည်းသူ့အိုယုံတွေစောက်ပေးခဲ့တဲ့ကျင်နာတတ်တဲ့ဘရင်တစ်ပါးပါ။နန်းတော်ထဲမှာစာပုံနှိပ်တိုက်တီထောင်ပြီးပထမဆုံးပုံနှိပ်စာအုပ်အဖြစ်ရောအတွင်းဝင်ဦးဘိုးလိုင်ရဲ့ကာယာနုပဒနာကျမ်းကိုထုတ်ဝေခဲ့ပါတယ်။နည်းပညာနဲ့အသိပညာကိုတွဲဖက်ပေးခဲ့တာပါ။လေယာစိုက်ပျိုးရေးအတွက်မူးမြစ်ဒေသနဲ့ကြောက်ဆယ်ခရိုင်ကဆယ်ဟောင်းမြောင်းဟောင်းတွေကိုပြုပြင်ခဲ့ပါတယ်။မိထ္ထီလာကန်နဲ့နန္နာကန်တွေကိုလည်းပြုပြင်ပြီးလယ်သမားတွေကိုထောက်ပံ့ခဲ့ပါတယ်။1236ခုနှစ်မှာရတနာပုံသတင်းစာကိုထုတ်ဝေစေပြီးပြည်သူတွေပွင့်လင်းစွာဝေဖန်နိုင်ဖို့အချက်26ချက်နဲ့လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ဒါဟာမြမစာနယ်ဇင်းလောကရဲ့အစောဆုံးမှတ်တိုင်တစ်ခုပါ။
1233 ခုနှစ်မှာပိဋကတ်3ပုံကိုပစ္စမသင်္ကာယနာတင်ခဲ့ပါတယ်။ဒါဟာမင်းတို့မင်းရဲ့ဘဝမှာအကြီးမြတ်ဆုံးသာသနာပြုလုပ်ငန်းဖြစ်ပြီးကမ္ဘာဗုဒ္ဓဘာသာသမိုင်းမှာမြန်မာနိုင်ငံကိုထင်ရှားစေခဲ့ပါတယ်။သင်္ကာယနာတင်ပြီးနောက်ကြောက်ပြားတွေပေါ်မှာရေးထွင်းပြီးကုသိုလ်တော်ဖျားမှာစိုက်ထူခဲ့ပါတယ်။ဒါဟာကမ္ဘာအကြီးဆုံးစာအုပ်ကြီးအဖြစ်ဒီနေ့ထိတိုင်တည်ရှိနေတာဖြစ်ပါတယ်။အင်္ဂလိပ်လက်အောက်ရန်ကုန်မြို့ကရွှေတကုံစေတီတော်ကိုထီးတော်အသစ်တင်လူခြင်းဟာနယ်ချက်အောက်မှာရှိတဲ့မြန်မာပြည်သူတွေရဲ့နှလုံးသားကိုတိမ့်ပိုက်လိုက်တာဖြစ်တယ်လို့မျိုးသားရေးစိတ်ဓာတ်ကိုလည်းနှိုးဆော်ခဲ့ပါတယ်။မခါမြို့မှာအစ္စလမ်ဘာသာဝင်တွေအတွက်ဇရက်ဆောက်ပေးခဲ့တယ်လို့ခရစ်ယာန်ဘုန်းကြီးတွေကိုလည်းမြေနဲ့ငွေထောက်ပံ့ခဲ့ပါတယ်။သူဟာဘာသာပေါင်းစုံအပေါ်သဘောထားကြီးတဲ့ဘုရင်တစ်ပါးပါ။မင်းတို့မင်းကြီးမှာနန်းရမိဖုရားလေးပါအပါအဝင်မိဖုရားပေါင်း49ပါးရှိခဲ့ပါတယ်။ဒါဟာနိုင်ငံရေးအရနေစားမျိုးစားတွေရဲ့တစ္ဆာကိုရယူဖို့ဖြစ်တယ်လို့နန်းတွင်းအင်အားစုတွေကိုထိန်းညှိဖို့လည်းဖြစ်ပါတယ်။ဒါပေမဲ့ချစ်ချင်းမြတ်တာဂရိတစ္ဆာနဲ့နန်းတွင်းဥပဒေတွေကြားကဒီပဋိပက္ခတွေဟာကုန်းမောင်ခေတ်ရဲ့နောက်ဆုံးခန်းကိုပုံဖော်ခဲ့တာပါပထမဆုံးမိဖုရားခေါင်ကြီးစကြဒေဝီနဲ့ရွာဆန်ပြီးနောက်ဒီကြီးမားလာတဲ့နန်းတွင်မိသားစုကြီးကိုထိမ့်သိမ်းဖို့ပုံမခက်ခဲလာခဲ့ပါတယ်အလယ်နန်းမတော်ဖြစ်လာတဲ့စင်ဖြူမရှင်မိဖုရားကြီးဟာအလွန်ဩဇာကြီးမားပြီးထက်မြက်သူပါအာနာကိုလဲလိုလားသူပါသူ့မှာတားယောက်ျားလေးမထွန်းကားပေမဲ့သူ့ရဲ့သမီးတော်တွေကိုမင်းသားတစ်ပါးပါးနဲ့လက်ထပ်ပေးပြီးအာနာကိုစုပ်ကင်ဖို့ကြံစီခဲ့ပါတယ်။ဒီလိုမိဖုရားတွေကြားကအားပြိုင်မှုတွေဟာနောက်ပိုင်းမှာနန်းတွင်သွေးချောင်းစီးမှုတွေရဲ့မြစ်ဖျားခံရာဖြစ်လာခဲ့ပါတယ်။စင်ဖြူမရှင်ဤဆန္ဒမှာမင်းတို့မင်းနဲ့ပြည်စံလျင်မိမိကြိုးဆွဲရပါမိမင်းသားသာလျင်နန်းတက်တီကိုလိုလားခဲ့ကြသည်မင်းတို့မင်းဤသားတော်ကြီးများဖြစ်ကြသော30မင်းသားမခရမင်းသားမြောင်ရမ်းမင်းသားတို့မှထက်မြက်ကြသည်တီဘောမင်းသားထက်ကြံရည်ဖန်ရည်သာကြ၍ဆွဲရပါမည်မဟုတ်အသက်ငယ်၍သဘောထားနူးညံ့သောတီဘောမင်းသားကိုသာနန်းတင်ရန်ကင်းဝင်မင်းကြီးစင်ဖြူမှရှင်မိဖုရားကြီးစသည်တို့ကရွေးချယ်ခဲ့ကြသည်1228ခုနှစ်မှာမင်းတို့မင်းရဲ့သားတော်မြင်းကွန်းနဲ့မြင်းခုံတိုင်းမင်းသားတို့ဟာပုံကန်ခဲ့ကြပါတယ်။ဒါဟာမင်းတို့မင်းရဲ့ဘဝမှာအကြီးမားဆုံးအမှားနဲ့အမဲဆက်ကြီးတစ်ခုဖြစ်လာပါတယ်။ပြုပြင်ပြောင်းလဲရေးရဲ့အသက်ဝိညာဉ်ဖြစ်တဲ့ညီတော်ကနောင်မင်းသားကြီးဟာဒီရေးခင်းမှာလှုပ်ကြံခံလိုက်ရပါတယ်။ဒါဟာမြန်မာနိုင်ငံအတွက်တော့ခင်မီဖို့စ조사မှုတွေတခန့်ရက်သွားရတဲ့ဝမ်းနည်းစရာအချိန်ပါပဲ။မင်းတို့မင်းကိုယ်တိုင်လည်းတီတီလေးလွတ်မြောက်ခဲ့ပေမဲ့ညီတော်ဆုံးရှုံးသွားတဲ့အတွက်အကြီးအကျယ်စိတ်ထိခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဘသူကိုမှမယုံကြည်တော့ပဲအိမ်ရှိဆန်ထပ်မခံခဲ့ပါဘူး။မင်းတို့မင်းဟာအသက်ကြီးလာပြီးယောဂဝေဒနာတွေခံစားလာရပါတယ်။တိုင်းရေးပြည်ရေးတွေကိုဆွေးနွေးနိုင်ခြင်းမရှိတော့တဲ့အချိန်မှာနန်းတွင်းဟာအမှောင်ဖုံးဖို့ပြင်ဆင်နေပါပြီ။စင်ဖြူမရှင်မိဖုရားကြီးနဲ့အလိုပါမှုမတ်တွေဟာမင်းတို့မင်းရဲ့နောက်ဆုံးချိန်မှာတီဘောမင်းသားကိုအတင်းကျပ်အိမ်ရှိဆန်နှင်းစေခဲ့ပါတယ်။ဒါဟာနောက်ွယ်ကကြိုးကင်မှုတွေရဲ့အစပါပဲ။တက်တော်64နှစ်နန်းဆန်26နှစ်မှာမင်းတို့မင်းကြီးနဲ့ရွာဆန်ကွယ်လွန်ခဲ့ပါတယ်။တိုင်းပြည်ကိုချစ်တဲ့ပြုပြင်ပြောင်းလဲခြင်းနဲ့ဘရင်ကြီးတစ်ပါးရဲ့နေဝင်ချိန်ပါပဲ။မင်းတို့မင်းကွယ်လွန်ပြီးနောက်မှာတော့သူမဖြစ်စေခြင်းနဲ့သွေးချောင်းစီးမှုတွေဖြစ်ပွားခဲ့ပြီးမြန်မာတနိုင်ငံလုံးဟာအင်္ဂလိပ်နယ်ချဲလက်ထဲကြားရောက်ဖို့လမ်းစာပေါ်ပေါက်လာခဲ့ပါတော့တယ်။မင်းတို့မင်းကြီးဟာမြမသမိုင်းမှာရိုးရာနဲ့ခေတ်သစ်ကိုပေါင်းကူးပေးခဲ့တဲ့တကယ်ပြုပြင်ပြောင်းလဲရေးသမားပါ။သူဟာဓာတ်လက်နက်တွေထက်အသိပညာစက်မှုအတတ်ပညာနဲ့တဏ္ဍမန်ရေးရာတွေကိုအသုံးပြုပြီးတိုင်းပြည်ကိုကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်ဖို့အစွမ်းကုန်စ조사ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်တွေဟာနန်းတွင်ပရိပက္ခတွေကြားမှာတခန့်ရက်သွားခဲ့ရပေမဲ့သူခြံထားခဲ့တဲ့ဖြစ်မိတဲ့အတွေးခေါ်တွေနဲ့သာသနာအမွေနှစ်တွေကတော့သမိုင်းမှတ်တိုင်အဖြစ်ဒီနေ့ထိတိုင်သက်သေထူနေသေးပါပဲ။ပရိသတ်ကြီးအတွက်ရောမင်းတို့မင်းကြီးရဲ့ပြုပြင်ပြောင်းလဲမှုတွေထဲမှာဘယ်အရာကအထီရောက်ဆုံးလို့ထင်ပါသလဲစက်မှုတော်လှန်ရေးလားငွေကြေးစနစ်လားဒါမှမဟုတ်သာသနာရေးလားမိတ်ဆွေတို့ရဲ့အမြင်တွေကိုကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးအခုလိုမင်းတို့မင်းအကြောင်းဗီဒီယိုလေးကိုစိတ်ဝင်စားကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး share သွားပေးကြပါဦး
နောက်ထပ်ဗီဒီယိုအသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့တယ်မန္တလေး TV Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်